ဒီနေ့မှာတော့ကျွန်တော်အင်္ဂလိပ်စာပိုက်ကလေးတစ်ခုဖတ်ပြမယ် Love yourself ပထမဆုံးကျွန်တော်အင်္ဂလိပ်လိုတစ်ခေါက်ဖတ်ပြမယ်ပြီးလို့ရှိရင်တော့သူ့ရဲ့အဓိပ္ပာယ်ကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒီကျွန်တော်လည်းဒါအရင်ကြီးကျွမ်းကျင်တဲ့လူတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်လည်းဒါမပြည့်စုံပါဘူးဘဝမှာပေါ့နော် perfect ဆိုတာဘယ်တော့မှမရှိပါဘူးဒီ better and better ပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တော်တယ်ဆိုတာအများတန်းရှိတယ်ကျွန်တော်တို့ပို့ပြီးတော့တော်တယ်ကျွန်တော်တို့ပို့ပြီးတော့ကောင်းတဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်ဒီ perfect ပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပါဘူးဒီပေါ့နော် Learning and Study လေ့လာစေသင်ယူစေလူတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာ Love yourself Loving yourself means accepting who you are whereof your strength and weakness. It is about treating yours if with kindness and respect, just like you treat others. When you love yourself, you believe that you are worthy of happiness and success. You don't compare yourself to others because you understand that everyone has their own path. Self-love helps you stay confident, calm, and positive even if difficult times. Remember, loving yourself is not selfish. It is the foundation for living others and living a happy life. Okay? ကျွန်တော်ပြောပြမယ်နော် Love yourself ဆိုတာမိမိကိုယ်ကိုချစ်ချင်းပေါ့နော်ကိုချစ်ခင်ယုံကြည်ခြင်းပေါ့နော် Loving yourself တဲ့ကိုချစ်ချင်းဆိုတာက means တိတ်ပဲရတယ် accepting လက်ခံခြင်းပေါ့နော် who you are မင်းကဘာတူလဲဆိုတာကိုလက်ခံခြင်းဖြစ်တယ် where of your strength and weakness ဆိုတာမင်းရဲ့အားသာချက်အားနည်းချက်အကုန်လုံးကိုတဲ့လက်ခံခြင်းပဲဖြစ်တယ်ကိုယ့်ရဲ့အားနည်းချက်အားသာချက်အကုန်လုံးကိုလက်ခံခြင်းဆိုတာကိုချစ်တာပါပဲတဲ့ Is this about trading yours is with kindness and respect ဆိုတာကအဲ့ဒီဥစ္စာကတဲ့ကိုကျင်ကျင်နာနာနဲ့လေးလေးစားစားဆက်ဆံခြင်းဖြစ်တယ် just like you trace other ကိုကချားလူတွေကိုကျင်နာပြီးတော့လေးလေးစားစားဆက်ဆံတယ်လို့ကိုလည်းကျင်ကျင်နာနာနဲ့လေးလေးစားစားဆက်ဆံခြင်းပါပဲတဲ့ When you love yourself you believe that you are worthy of happiness and success မင်းကိုမင်းပေါ့နော်ချစ်တဲ့အခါမှာတဲ့မင်းကနားလည်လာလိမ့်မယ်မင်းဟာပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေနဲ့ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာမင်းကိုမင်းနားလည်လာလိမ့်မယ်တဲ့။မချားလူတွေပျော်ရွှင်ပြီးတော့အောင်မြင်တာဖြစ်တယ်လို့ကိုကလည်းပဲပျော်ရွှင်ပြီးတော့အောင်မြင်တဲ့လူတစ်ယောက်ဖြစ်တယ်ကိုကပျော်ရွှင်မှုအောင်မြင်မှုတွေနဲ့ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာဖြစ်တယ်ဆိုတာကိုနားလည်လာလိမ့်မယ်။ You don't compare yourself to others မင်းကတဲ့တခြားလူတွေနဲ့လုံးဝမနှိုင်းယှဉ်တော့ဘူး because you understand that everyone has their own path ဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာကိုယ်ပိုင်ကဘာရှိတဲ့အတွက်ကြောင့်မင်းကတခြားလူတွေနဲ့လိုက်ပြီးတော့နှိုင်းယှဉ်မှလည်းမဟုတ်တော့ဘူး Self have you stay confident, calm and positive even at difficult time ကိုချစ်တဲ့ကိုချစ်လာပြီဆိုလို့ရှိရင်ကိုမှခက်ခဲတဲ့အချိန်တွေရှိလာခဲ့မယ်ဆိုလို့ရှိရင်တော့ကိုပေါ့နော်ယုံကြည်မှုရှိမယ်ပြီးလို့ရှိရင်ကိုအကောင်းမြင်စိတ်တွေရှိပြီးတော့လက်ကျသွားမှာမဟုတ်ပါဘူးတဲ့သူပြောတာကနော် Remember, loving yourself is not selfish, it is the foundation for living others and living a happy life. သူပြောတာကတတိယပါကိုချစ်ခင်ခြင်းဟာတဲ့တကူကောင်း is not selfish တကူကောင်းဆန်ခြင်းမဟုတ်ပါဘူး it is the foundation for living others and living a happy life အခြားလူတွေကိုလည်းပဲချစ်ခြင်းနဲ့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းဖြစ်တယ်ကိုချစ်ခင်တယ်ဆိုတာကတကူကောင်းဆန်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကလည်းတခြားလူတွေကိုချစ်ခင်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘဝကိုလည်းပျော်ရွှင်တဲ့ဘဝကိုဖန်တီးနိုင်ဖို့အရှိခံ foundation တစ်ခုဖြစ်ပါတယ်တဲ့သူပြောတာကအဲ့လိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်ဒီစာပိုက်ကလေးကိုဖတ်ပြပေးပါတယ်လိုအပ်ချက်တွေရှိလို့ရှိရင်ကျွန်တော်ရဲ့အားနည်းချက်တွေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်